မရှိသောကျေးဇူးတော်အပေါင်းတရားဖြစ်တော်မူသောအရှင်ဝိပတိမြတ်စွာဘုရားကိုယ်တော်ကိုယ်တော်အနန္တနဲ့ပြည့်စုံတော်မူသော